တိတ်ပံသွဲကိုဘာလို့ယူတာလဲတဲ့ဆရာဝန်ဖြစ်ချင်လို့ဆိုလက်ခံပါရဲ့ဒါပေမဲ့တိတ်ပံတွဲယူပြီးအမကဟိုမမီဒီမမီနဲ့ကြောင်းပြီးလို့တက္ကသိုလ်ရောက်တော့ပထဝီသမိုင်းနဲ့ပွဲရသွားတဲ့သူတွေလည်းအများကြီးရှိပါတယ်မအေးအောင်ရေးဆိုကိုဝိဇ္ဇာကိုမမများဘက်ကနေပြန်လဲချိန်ပသွားမှာကတော့မလာမင်းကြီးဖြစ်ပါတယ်ခင်ဗျာမင်္ဂလာပါရှင်ယနေ့မြန်မာစာနှုတ်မှုစွမ်းရည်ပြိုင်ပွဲခမ်းနားသို့တက်ရောက်ချင်းမြင့်ပေးပါတော့မေတန်းတို့ကဲ့သို့ရိုးရှင်းသောလပိုင်ရှင်ဆရာမကြီးဒေါ်ခင်မေတန်းကျောင်းတည်ထောင်သူနှလုံးလပိုင်ရှင်ဆရာကြီးဦးစရာမင်းနဲ့တကွာအောင်မြင်မှုပန်းတိုင်စီတို့ဆက်လီကားတစ်ဖွဲသွန်းပို့ပေးလျက်ရှိသောကျေးဇူးရှင်ဆရာဆရာမများကျွန်ုပ်တို့ကိုကောင်းကင်နှင့်မြေကြီးကဲ့သို့တိကျမှန်ကန်စွာပိုင်းခြားကဲ့ဖြစ်သွားမယ်အမှတ်ပေးတိုင်လူကြီးမင်းများဘဝဤလီကတိများကိုခွန်အားမလို့ညာနာပညာဖြင့်တဆင့်ချင်းတက်လဲနေကြသောကျောင်းသားကျောင်းသူများဖိတ်ကြားထားသောဧည့်သည်တို့များနှင့်ပရိသတ်များအားလုံးကိုနှလုံးသားယတနာကိုစီဖြင့်အပြုံးတော်စဉ်အောင်ပွဲဝင်နိုင်ကြပါစေလို့ဥစွာပထမဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်ကျမကတော့တောင်ထိတ်ကြပွင့်အနောက်ရက်ကနေမထွက်နိုင်ရင်တော့ပညာလင်းရောက်ဖြင့်လမ်းပြပေးမဲ့ပညာပန်းကိုပိုင်ထက်တန်းကြောင့်ဧကတတ္တမရန်တွင်ပညာအုပ်ဆောင်ခေါင်းဆောင်ထားပြီးယတနာတို့သခင်ကြောက်စိမ့်မြေဖားကန့်နယ်မှာမွေးထုတ်ပေးလိုက်တဲ့အော်ရာမီရဲ့တောက်ဆရာမလို့ပဲအမြဲနှုတ်ပြလန်းဆန်းနေတဲ့လသွေးကြွယ်တဲ့ကျမလမင်းငယ်ပဲဖြစ်ပါတယ်ရှင်ယနေ့ကျမကတော့တိတ်ပံပညာသည်ဝိဇ္ဇာပညာချက်လူလောကကိုပို၍အကျိုးပြုသည်ဟုသောအဆိုကိုအမှန်တရားလက်ကင်ထား၍ခရီးစစ်တွင်ကြကန့်ကွက်ခြေပသွားမှာပဲဖြစ်ပါတယ်ရှင်တိတ်ပံပညာဆိုတာခွန်အားကြီးတဲ့စင်ရိုင်းတစ်ကောင်နဲ့တူပြီးဝိဇ္ဇာပညာဆိုတာကတော့အဲ့ဒီစင်ရိုင်းကိုထိမ့်ချုပ်ပေးရတဲ့ချိုးနဲ့တူတယ်လို့တင်စားခေါ်ဝေကြပါတယ်အဲ့ဒီလိုပါပဲဝိဇ္ဇာပညာရှင်တွေကမရှိရင်တိတ်ပံပညာရှင်တွေဟာကြက်ဥအစရှာတယ်လို့ဖြစ်နေမှာမလွဲအိတ်ကံပါပဲရှင်ရှေဝေးမကြည့်ပါနဲ့ကျမတို့ယခုရှူရှိုက်နေတဲ့အောက်ဆီဂျင်ကိုဘယ်ကထုတ်ပေးတာလဲတေချာပေါက်တဘာဝရဲ့အရင်အမြင့်တစ်ခုဖြစ်တဲ့တစ်ပင်တွေကပဲထုတ်လုပ်ပေးတာပေါ့အဲ့ဒီတစ်ပင်တွေဖြစ်လာဖို့အတွက်ကျမတို့ရဲ့ပထဝီမြေကြီးကိုပြုတ်ပြင်ပြောင်းလဲထိမ့်သိမ်းပေးကြရပါတယ်ဒါပေမဲ့ကျမတို့ယခုစားတောက်နေတဲ့အစားတောက်တွေကိုတိတ်ပံပညာရှင်တွေကဓာတုပစ္စည်းတွေနဲ့ချင်းတူးမူးရင်ပြီးရောဆိုတဲ့အတိုင်းစီးတစ်ဆက်နဲ့ပန်းတစ်ခတ်ရေးချင်ကြပါတယ်အဲ့ဒီခမီကယ်ဓာတ်တွေကြောင့်အမြည်တက်မရတဲ့ယောဂအတစ်တွေတိုးလာကြပါတယ်ဒါဟာတက်ရှိလူသားတွေကိုအနုနီးနဲ့တက်နေတာနဲ့အတူတူပါပဲကဘာကြီးခင်မီတိုးတက်နေတာဟာတိတ်ပံပညာကြောင့်ဆိုရင်ယခုကဘာကြီးပြည့်စည်နေတာဟာလည်းတိတ်ပံပညာကြောင့်ရှင်နောက်ပြီးအစိုးဆုံးအနေနဲ့ကျမတို့ပထဝီမြေကြီးကနေထုတ်ပေးလိုက်တဲ့တဘာဝဓာတ်ငွေနဲ့အနုမြူစွမ်းအင်တွေကိုလောဘကြောင့်အသိဉာဏ်မရှိတော့တဲ့လူတွေကအနုမြူကိုဘုံအဖြစ်ပြောင်းပြီးလူအချင်းချင်းပြန်တက်တဲ့လူသက်သမားတွေဖြစ်လာကြပါတယ်ဒါဟာကဘာကြီးကိုမြေမြုပ်နေတာနဲ့တူပါတယ်အဓိကနဲ့တာမညကိုခွဲခြားရမယ်ဆိုရင်တိတ်ပံကအဓိကဆိုရင်ဝိဇ္ဇာပညာကတော့မရှိမဖြစ်ပါပဲရှင်တိတ်ပံသွဲကိုဘာလို့ယူတာလဲတဲ့ဆရာဝန်ဖြစ်ချင်လို့ဆိုလက်ခံပါရဲ့ဒါပေမဲ့တိတ်ပံတွဲယူပြီးအမကဟိုမမီဒီမမီနဲ့ကြောင်းပြီးလို့တက္ကသိုလ်ရောက်တော့ပထဝီသမိုင်းနဲ့ပွဲရသွားတဲ့သူတွေလည်းအများကြီးရှိပါတယ်နောက်ပြီးတချို့ကပြောသေးတယ်ဝိဇ္ဇာတွဲဘာလို့ယူတာလဲမြန်မာလိုပဲကြက်ရတော့နှိမ့်လိုက်တာတဲ့အမလေးကိုချင်းနေကြတာရှင်မြန်မာလိုကြက်ရလို့အေးဆေးပါကွာလို့မချင်လိုက်နဲ့နော်မြန်မာဘာသာမြန်မာစကားကိုမြန်မာလိုနားမလည်အောင်ပြန်ရင်းနိုင်တာဆိုလို့ဝိဇ္ဇာသွဲပဲရှိတယ်ဆိုတာကြည်ထွေရဝိဇ္ဇာကိုမမတွေအတိဆုံးပဲမဟုတ်ပါလားကံစီဖီဖီတို့လိုပုံတင်နီးရောက်လို့ကောက်သွက်လို့ရတဲ့ပုံစံတွေမဟုတ်ဘူးနော်တလုံးမကြံတကြောင်မကြံကြက်ရပါတယ်ပြိတ္တကြီးတို့တေချာစဉ်းစားကြည့်နော်မတိလို့မရှိလို့မမြင်ရတဲ့အတန်တို့အီလက်ထရွန်တို့မော်လီကျူတို့ပေါ်မှာမျက်စိပိတ်နားပိတ်နဲ့အော်ချက်နေကြတဲ့ကအဲ့ဒီလူဟာရင်လေးနဲ့ယူနေပြီဆိုတာအော်ခုနအဆိုရှင်မမပြောရတယ်ရှင်တိတ်ပံတွဲယူထားတဲ့ကိုမမများအတွက်တာလိုက်ပိုးခံရတဲ့တခြင်းရှိတာတဲ့အချိန်တန်နွားပိန်ကန်လို့ပြက်နဲ့နှာခေါင်းသွေးထွက်ရလိုက်မယ်နော်ကျမတို့ဝိဇ္ဇာကိုမမတွေမှာကအဲ့လိုတာမညတွေအတွက်အချိန်မရှိဘူးရှင်ပထဝီဘာသာရပ်ကိုတည်ယူခြင်းဖြင့်ကျမတို့ကဘာကြီးရဲ့ရုပ်သွင်ပြင်လက္ခဏာတွေယာဒီအထုအခြေအနေတွေကိုခန့်မှန်းနိုင်ပြီးတော့တဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့ငလျင်ဘေးနဲ့ဆူနာမီတို့လိုအန္တရာယ်တွေကနေကြိုတင်ကာကွယ်ကြရပါတယ်နောက်ပြီး
ကျမတို့ကဘာရရက်ကဘိုးဘေးပြပြနေထားရခဲ့တဲ့သမိုင်းဝင်မှတ်တမ်းတွေတန်ဖိုးကြီးပစ္စည်းတွေကိုကျမတို့သမိုင်းပညာရှင်တွေကပဲဖော်ထုတ်ဆန်းစစ်ပြီးမှတ်တမ်းယူနိုင်ခဲ့လို့ကမ္ဘာ UNESCO အဖွဲ့အစည်းကြီးဆိုတာပေါ်ပေါက်ခဲ့ရတာမဟုတ်ဘူးလားအဲ့ဒီလိုသမိုင်းပညာရှင်တွေကမရှိခဲ့မဖော်ထုတ်ခဲ့မလေ့လာခဲ့ဘူးဆိုရင်ကျမတို့ယခုအသင်းစရာမှာရေးထားတဲ့အနော်ရထာတို့ကြံစစ်သားတို့လိုပုံကိုယ်တွေဆိုတာဟာလေရှိလာစရာအကြောင်းမရှိပါဘူးရှင်ဒါကြောင့်ဒုက္ခဒုက္ခကရှိခဲ့တဲ့တမိုင်းချောင်းတွေဆိုတာလူအများရဲ့စိတ်ဝင်စားမှုကိုကမ်စီဖီဇစ်တို့ချက်ကိုပုံမရရှိထားတာမဟုတ်ပါလားကဘာကြီးကိုတွယ်ဝိုင်းမကြည့်ပါနဲ့လက်သွေးကြကြပဲကြည့်ပါကိုပတ်ဝန်းကျင်တစ်ခုလုံးဟာပထဝီနဲ့ဖွဲ့စည်းထားပြီးတော့တမိုင်းအကြောင်းအရာတွေနဲ့ပြည့်နေတယ်ဆိုတာသဘောပေါက်လာပါလိမ့်မယ်နောက်ပြီးခုနကအဆိုရှင်မမပြောရပါသေးတယ်ကျမတို့သိပ္ပံဓမ္မတွေဒါမရှိရင်ဝိဇ္ဇာဓမ္မတွေဟာအခုချိန်ထိလမ်းလျှောက်နေရအောင်မှာပါတဲ့ဒါဆိုကျမကတခုမေးချင်ပါတယ်မမတို့သိပ္ပံဓမ္မတွေကလမ်းမလျှောက်ပဲအခုခြေထောက်ကဘိန်းသက်ထားတာလားလို့သိပ္ပံဓမ္မတွေပဲနိုင်ငံတော်ကိုအကျိုးပြုလို့ရတာမဟုတ်ဘူးနော်ရှေ့နေလုံးမလားဆရာမလုံးမလားသုတေသနပညာရှင်တွေနိုင်ငံရေးဓမ္မတွေတည်င်းထောက်တည်နဲ့ cultural promoter တွေလုပ်ပြီးနိုင်ငံကိုအကျိုးပြုလို့ရပါတယ်ကျမတို့မြန်မာနိုင်ငံကဝိဇ္ဇာပညာရှင်ဦးနုဟာဆိုရင်လဲယူကရိန်းနဲ့အမေရိကန်ကြားဖြစ်မဲ့စစ်ပွဲကိုတန်တမန်နေနဲ့သွားရောက်ဖြေရှင်းပေးခဲ့လို့တတိယကမ္ဘာစစ်ကြီးကိုတားလိုက်နိုင်တာပဲမဟုတ်ဘူးလားရှင်အထက်ပါအကြောင်းအချက်တွေကြောင့်သိပ္ပံပညာသည်ဝိဇ္ဇာပညာထက်လူလောကကိုပို၍အကျိုးပြုသည်ဟုသောအဆိုကိုတိပရှင်လင်းစွာဖြင့်ကြောင်ပစုစာကျွတ်ကျွတ်ဝါတကယ်တော့ဖွတ်ဖွတ်ညက်ညက်ကြည့်အောင်ကန့်ကွက်ချေပါလိုက်ရပါတယ်ရှင်နားဆင်ပေးပါတော့သူတယောက်ရှင်စီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်